အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ရက်စွဲလေးကြောင်းပြောပြမယ်ရက်စွဲမှာအဓိကအဖြစ်ခုနှစ်တို့မဟုတ်ရင်နှစ်လရက်ဘယ်တော့ဒါတွေပါတယ်အဲ့ဒါဆိုရင်ဒီထဲမှာရက်ကိုဘယ်လိုပြောလဲဆိုရင်日လို့ပြောတယ်နော်日ဒီလိုရေးတယ်ဒီလိုဖတ်တယ်လကို月နှစ်တို့မခုနှစ်ကို年နော်年အတန်နဲ့年နှစ်တို့မခုနှစ်ပေါ့အဲ့ဒါဆိုရင်1ရက်2ရက်3ရက်4ရက်5ရက်အဲ့လိုပြောချင်တယ်ဆိုရင်ဒီ日ရက်ရှိမှာကိန်းကနန်းလေးတွေရေးပေးလိုက်ရုံပဲနော်မရ日ဆိုရှင်1ရက်နော်ရက်ပေါင်း180ပြောချင်တယ်ဆိုရင်180日နော်အစရှိတဲ့ဖြင့်ပေါ့အရှိမကိုယ့်အကူကနန်းလေးတွင်ပြီးမှပြောတတ်လို့ရတယ်ရွက်ကလဒါပေမဲ့ဒီနေရာမှာပေါ့နော်ရွက်ကိုကြောက်မှာ1လ2လဒီ project ကိုငါ2လတုံးရမယ်ဒါမှမဟုတ်လေတစ်ခုခုငါအချိန်2လလောက်တုံးခဲ့ရတယ်အဲ့လိုပြောချင်တယ်ဆိုရင်ကြားထဲမှာပေါ့နော်ကနန်းဓာတ်ရတူလာရေးလို့မရဘူးနော်ကြားထဲမှာကတ်ခံပေးရတယ်2个月ပေါ့နော်2个月ဆို2လဒီ2လဆိုတာကအချိန်ကိုပြောတာနော်အချိန်ဆိုတာကငါဒီလောက်တုံးရမယ်ဒါမှမဟုတ်လေဒီလောက်အချိန်တုံးခဲ့တယ်ဒီဟာကိုပြောချင်တာနော်2个月3个月4个月18လဆိုရင်18个月လပေါင်း30ဆိုရင်30个月နော်ဘာဖြစ်လို့ကြားထဲမှာအဲ့လိုကတ်ခံရဒါလဲဆိုတော့အကယ်၍ဒီကြားထဲမှာကတ်မခံဘဲနဲ့ဓာတ်ရိုက်ကိုပေါ့နော်အဲ့လိုရေးလိုက်မယ်ဆိုရှင် तू ကဘာနဲ့တွားမှတက်ဆို2လပိုင်းနဲ့တွားမှတက်တယ် February နဲ့တွားမှမှားတက်တယ်နော်2月လို့ပဲခေါ်တယ်နော်1月2月3月ဆိုရင်3လပိုင်း March လပေါ့4月ဆိုရင် April နော်အဲ့ဒါနဲ့တွားမှတက်တယ်ဒါကြောင့်မလို့ तू ကဥမာဟိုပါပေါ့နော်အချိန်တစ်ခုကိုကတက်မှတ်ချင်တယ်ဆိုလို့ရှိရင်ကြားထဲမှာကခံပေးရပါတယ်နော်1个月2个月3个月အဲ့ဒါဆိုလို့ရှိရင်ဥမာမေလလို့ပြောရှင်5个月လို့တော့ပြောလို့မရ5个月ဆို5လအချိန်ကိုပြောတာနော်မေလကိုပြောရှင်ဆိုရင်5月အဲ့လိုတုံးတယ်နော်နောက်ပိုင်းမှာတင်ပေးပါမယ်ခုနှစ်ကိုကြတော့年နော်年လို့ခေါ်တယ်ပြီးနောက်တစ်ခုကတစ်နှစ်နှစ်နှစ်ဆိုရင်ဒီညံပဲနော်ဥမာရညံဆိုရင်တစ်နှစ်2ညံဆိုရင်2နှစ်3ညံဆိုရင်3နှစ်10ညံဆိုရင်10နှစ်1000ညံဆိုရင်နှစ်ပေါင်း1000ပေါ့ဒါဆိုရင်အခုက2025ဆိုရင်ဘယ်လိုပြောမလဲ2025 2025年အဲ့လိုကြတော့တိတ်မတုံးဒါပေမဲ့မားလားဆိုတော့လည်းမမားပါဘူးเนาะအဲ့လိုဖတ်လို့မရှိဘူးเนาะအခုဘယ်လိုဖတ်မလဲဥမာ2025 2025年လို့ဖတ်တယ်เนาะ2025年အဲ့ဆိုမနစ်ကဆိုရင်2024年နောက်နှစ်ဆိုရင်2026年เนาะအရင်လွယ်ပါတယ်เนาะလို့ဖတ်ပါတယ်ဥပမာ15နှစ်16နှစ်အဲ့လိုပြောချင်တယ်ဆိုရင်လေ15年16年အဲ့လိုပြောလို့ရတယ်เนาะနောက်တစ်ခုကတနင်္လာကိုဘယ်လိုပြောလဲဆိုရင်星期一เนาะ星期一တနင်္လာအင်္ဂါဆိုတော့星期二ဒီနေရာမှာကျတော့လွယ်ရပြီเนาะဒီ一နေရာမှာ2ထည့်လိုက်ရင်星期二ဖြစ်သွားလို့ရှိရင်ဒါအင်္ဂါပဲ3ဆိုရင်ဗုဒ္ဓဟူးပဲ星期三ဗုဒ္ဓဟူး星期四ကြာတပတိတောက်ကြဆိုတော့星期五စနေဆိုတော့星期六နော်ဒီနေရာမှာသတိထားမှာမယ်နော်တနင်္ဂနွေနေ့ကို星期七လို့မပြောတော့星期日လို့ခေါ်တယ်နော်ဒီစာလုံးအနေနဲ့ရေးပေးထားတာဖြင်းရင်းတော့ capital letter နဲ့ရေးပေးထားပါတယ်နော်ရေးလို့မရအောင်မဟုတ်နော် capital letter နဲ့ရေးလို့ရတယ်ရေးရင်လည်းသူအတူပါပဲနော်အတန်ထွက်ကအတူပါပဲ capital letter နဲ့ရေးလိုက်လို့အတန်မပြောင်းတော့ပါဘူးနော်အဲ့တခုကခုနပြောခဲ့တဲ့ဟိုမှာ1လပိုင်း2လပိုင်း3လပိုင်း1月2月3月လို့ပြောနော် April 4月 May 5月 June 6月 July ကို7月ပေါ့နော် August ကို8月 September 9月 October 10月 November 11月 December 12月
ငါလွယ်တယ်နော်တရားကြတော့နောက်တစ်ခုဆက်တော့မယ်နောက်တစ်ခုကဒီနေ့တို့မဟုတ်ယနေ့ကိုဘယ်လိုခေါ်လဲဆိုရင်今天နော်今特延天今天အတန်တက်တဲ့နေ့ပဲတော့နော်ဒီနေ့တော့မဟုတ်ယနေ့ပေါ့အဲ့ဆိုမနေ့ကဆိုရင်昨天နော်次我အတန်နဲ့昨နော်特延天တန်တဲ့天昨天ဒါမနေ့ကမနေ့ရဲ့ရှစ်တရက်ကနော်မနေ့ရဲ့ရှစ်တရက်ကိုဘယ်လိုပြောလဲဆိုရင်前一天前一天前天လို့လည်းပြောလို့ရတယ်နော်前一天ဒါဆိုရှစ်နှစ်ရက်ဆိုရင်前两天ရှစ်တောင်းရက်ဆိုရင်前三天အဲ့လိုပြောတယ်နော်မနက်ဖြန်ကိုဘယ်လိုပြောလဲ明天明天မယင်း明အတန်နဲ့明天နော်တပတ်ခါကို后天和后အတန်လေးနဲ့后天တပတ်ခါရမလား